Hello မင်္ဂလာပါဒီနေ့မှလည်းလေဆရာက grade 5 ကလေးလေးတွေအတွက်နောက်ထပ်မေးခွန်းလေးတစ်ပုဒ်ကိုပြင်ထားပေးပါတယ်ဒီမေးခွန်းလေးမှာတော့ပေးထားတဲ့ပုံရဲ့ area ကိုရှာပေးရမယ်အဲ့တော့ပုံလေးကိုတီချာလေးကြည့်လိုက်တော့ပေးထားတဲ့ပုံမှာ ABCD ဆိုပြီးတော့မှအနားလေးနားတွေ့တယ်ဒါဆိုရင်အနားလေးနားပါတာဆိုတော့ဒီပုံလေးကစတုဂံပုံလေးဖြစ်မယ်အဲ့တော့ခါတိုင်းပေးထားတဲ့ပုံလေးနဲ့မတူတာကဒီပုံလေးမှာ dimension တွေမပေးထားဘူးဒါပေမဲ့ dimension တွေမပေးထားလဲကလေးတို့ကစစ်ပူစရာမလိုဘူး။ဘာလို့လဲဆိုတော့ဒီပေးထားတဲ့စတုဂံလေးရဲ့အောက်မှာခြေတို့ grid line လေးတွေရှိတယ်နော်။အဲ့ဒီ grid line လေးတွေက1 cm စီကွာဝေးရှိတယ်ဆိုတော့ခြေတို့ကသူ့ရဲ့အနားတွေအတွက်စိတ်ပူစရာမလိုဘူး။ခြေတို့ဘာပဲတွက်ရမလဲဆိုတော့ဒီပုံကအနားမညီစတုဂံဆိုတော့သူ့ရဲ့ area ကိုဘယ်လိုရှာကြမလဲ။ဒါကိုပဲခြေတို့ကစဉ်းစားပြီးရင်ရတယ်။အဲ့တော့ခြေတို့ဒီအနားတွေကိုတော့ counting လေးလုပ်လိုက်ရင်ရပြီ။ဘာလို့လဲဆိုတော့ပေးထားတဲ့ grid line လေးတွေက1 cm စီရှိတာဆိုတော့လေအဲ့တော့ခြေတို့ grade 5မှာဆိုရင် area ရှာတဲ့ပုံသင်နည်းတွေအများကြီးကလေးတို့သင်ရတယ်နော်ဒီမှာဆိုရင်ပေးထားတဲ့ပုံကပုံသဏ္ဍာန်ကအနားမညီတဲ့စတုဂံလေးဖြစ်နေတာဆိုတော့ခြေတို့ဘယ်လိုရှာကြမလဲခြေတို့ပုံစံလေးခြေတို့တည်ထားပြီးသားပုံလေးတွေနဲ့ခွဲတွက်ရင်လည်းအဆင်ပြေရလीနော်ကလေးတို့ဒီမှာဆိုရင်ခဲတံလေးကိုသုံးပြီးတော့မှကလေးတို့ကအမျိုးမျိုးဆွဲကြည့်လို့ရတယ်ဒီလိုလေးဖြတ်လိုက်တယ်ဆိုရင်တော့ခြေတို့ trapezium ပုံလေးရသွားမယ်အပေါ်ကဒါပေမဲ့အောက်မှာတော့ trapezium ပုံမဖြစ်ဘူးဒါဆိုရင်ဒီလိုပုံလေးဆွဲရင်အဆင်မပြေဘူးနော်ဒါဆိုဘယ်လိုလေးဆွဲရင်အဆင်ပြေမလဲအဲ့လိုမျိုးလေးပေါ့နော်ကလေးတို့ကခဲတံလေးကိုကင်ပြီးတော့မှဘယ်လိုပုံလေးနဲ့အဆင်ပြေနိုင်မလဲဆိုတာစဉ်းစားပြီးတော့မှဆွဲကြည့်ပါဦးနော်အဲ့တော့ခြေကဒီမှာတော့ခြေဒီလိုမျိုးခုနကတော့ခြေအလျားနဲ့ဆွဲရင်တော့တိတ်အဆင်မပြေဘူးเนาะအဲ့တော့ခြေဒီမှာ downlight ပုံစံလေးခြေဆွဲမလို့ပြင်ထားတယ်အဲ့တော့အရင်ဆုံးခြေ downlight ပုံလေးဆွဲကြည့်လိုက်မယ်เนาะအဲ့တော့ downlight ပုံလေးဆွဲကြည့်လိုက်တော့ကြည့်ပါဦးခြေတို့ triangle လေးနှစ်ခုရလာတယ်အဲ့တော့ triangle ရဲ့ဒီဘက်မှာ1လို့နာမည်ပေးမယ်ဒီဘက်မှာ2လို့နာမည်ပေးမယ်ဆိုရင်ခြေတို့ triangle လေးနှစ်ခုရတာကိုတွေ့လိမ့်မယ်ဆိုတော့အဲ့ဒါဆိုရင်ခြေတို့ရပြီလေနော်ဒီပေးထားတဲ့ triangle 1ရဲ့ area triangle 2ရဲ့ area ကိုတစ်သက်ရှာမယ်ပြီးတော့အဲ့နှစ်ခုကိုပေါင်းလိုက်ရင်ခြေတို့ကဖြည့်ထွက်ပြီ okay ဒါဆိုခြေတို့တွက်ကြည့်ရအောင်အဲ့တော့ triangle ရဲ့ area ကိုတွက်ရင်လည်းခရီးတို့ကပုံသင်နည်းလေးကိုတော့ရနေရမယ်နော်အဲ့တော့သူ့ရဲ့ area ကိုရှာတဲ့ပုံသင်နည်းကဘာလေးဖြစ်မလဲ triangle ရဲ့ area ကိုရှာရဆိုရင်ဘယ်လိုပုံသင်နည်းလေးတွေကိုသုံးပြီးတော့ခရီးတို့တွက်လဲအဲ့တော့ပြန်စဉ်းစားကြည့်ပါအောင်နော်triangle ရဲ့ area ကဘယ်လိုတွက်တာလဲဆိုရင်အခြေနဲ့အမြင့်နဲ့မြောက်တယ်နှစ်နဲ့စားတယ်အဲ့တော့ပေးထားတဲ့ပုံမှာဆိုရင်ခြေတို့အနားလေးတွေကိုလိုက်ပြီးတော့ counting လုပ်လိုက်တဲ့အခါမှာအခြေကဒီမှာ2 cm ရတယ်နော်အဲ့ဒါဆိုရင်ဒါတို့ရဲ့အမြင့်ပေါ့1 2 3 4ဒါ4 cm ရတယ်ဒါဆိုရင်နောက်ထပ်ဒီဘက် triangle 2ရဲ့အမြင့်ကိုခြေရှာကြည့်မယ်အမြင့်ဆိုတာခြေတို့ဒီ B ကနေပြီးတော့မှတောက်မကျတဲ့မြင်းချောင်းလေးဖြစ်မယ်နော်ဒါဆိုရင်အခြေကတော့ခြေဒီမှာမြင်နေရတယ်အဲ့တော့ triangle 2မှာဆိုရင်အခြေကဘယ်လောက်ဖြစ်မလဲအခြေက1 2 3 4အတူတူပဲเนาะအမြင့်ကလည်း1 2 3 4အတူတူပဲကလေးတို့ရဲ့ဒါဆိုရင်ခြေတို့တွက်လို့ရပြီเนาะအဲ့ဆိုရင်ခြေဒီမှာပုံရဲ့ area ကိုရှာမယ်ပုံရဲ့ area ကိုရှာမယ်ဆိုရင်ပထမတရိကန်ရဲ့ area နဲ့ဒုတိယတရိကန်ရဲ့ area နဲ့ခြေရှာမယ်ပေါင်းပေးလိုက်မယ်เนาะအဲ့တော့ပုံသင်နည်းလေးတွေကိုအရင်ဆုံးရေးလိုက်မယ်ပြီးတော့အဲ့ဒီပုံသင်နည်းလေးတွေရဲ့အောက်မှာတက်ဆိုင်ရာတန်ဖိုးလေးတွေကိုကလေးတို့ကအစာတွင်ပြီးတွက်ပေးပါအောင်เนาะအဲ့တော့ပထမတရိကန်မှာဆိုရင်အခြေက2အမြင့်က4အဲ့တော့ဒုတိယတရိကမှာဆိုရင်အခြေကလည်း4ပဲအမြင့်ကလည်း4ပဲအဲ့တော့ခြေတို့အဲ့လိုစားတွင်းပြီးတွက်လိုက်မယ်ဆိုရင် area က12ရတယ်အဲ့တော့ခြေတို့ area က12ဆိုရင်ခြေတို့သူ့ရဲ့ unit လေးကိုလည်းမှန်အောင်ရေးပေးပါအောင်เนาะ12စတုရန်းစင်တီမီတာရတယ်ခေတို့အဲ့ဆိုလွယ်လွယ်လေးလိုက်တွက်နိုင်မယ်လို့ထင်ပါတယ် thank you ပါ